10သိန်းကျော်သိန်း20အောက်မှာရမယ်73 Pro Max လေးတလုံးကျွန်တော်ပြပေးမယ်နော်ဒီကောင်က iPhone 73 Pro Max ကိုမှကျွန်တော်တို့အလုံးနေထားတော်တော်လေးတန်တယ် storage ကတော့ဒီကောင်256နဲ့ရမယ် offline ကျွန်တော်တို့ face 2 တုံးအကုန်ရတယ်မှန်နေ battery လည်းမလဲရသေးဘူးပေါ့နော် over ဒီ on-man original battery နဲ့ရမယ်ကျွန်တော် about တစ်ချက်ပြပေးမယ်နော်73 Pro Max ကိုမှကျွန်တော်ဒီမှာ official Android version storage က256နဲ့ရမယ်battery ကကျွန်တော်တို့ original battery ဒီကောင်က85 COM ပေါ့နော်ဆိုတော့ error အနေနဲ့ဒီကောင်ကဘာပါလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်သူကကင်မရာကဒီကောင်ကကျွန်တော် wide only ပဲရရမှာเนาะကျွန်တော်ဘေးမှာ 0.5 ဒီပိုင်းမပါတော့ဘူးเนาะ wide only ပဲရိုက်လို့ရမယ်ဆိုတော့ဒီကောင်လေးကနောက်တစ်ခုထက်ရှိတာကျွန်တော်မှန်မှာသူကဒီမှာကျွန်တော်တခြားလေးပြရမယ်เนาะမှန်မှာအမဲဆက်လေးတိတိပါတယ်မြင်ရတာတော့မသိဘူးပေါ့เนาะဒီတိုင်းရောက်ရင်လည်းဒီတိုင်းရောက်နေရောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြပြတယ်ပေါ့เนาะဒီမှာအမဲဆက်လေးတိတိလေးပဲမမြင်ရဘူးเนาะဒီကောင်လေးပါတယ်ဆိုတော့ဒီကောင်လေးကကျွန်တော်ပုံမှန်ပေါက်ဈေးဆိုလို့ရှိရင်73 Pro Max က25သိန်းဝန်းကျင်မှာရှိတယ်ဆိုတော့ဒီကောင်လေးကိုဒါကျွန်တော်18သိန်း9000နဲ့ပဲရောင်းပေးမှာเนาะ73 Pro Max အလုံးအသက် 256GB offline လုံးလေးဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်အာမခံတစ်လပေးတယ်20W အာသွင်းကြိုးကောင်းနဲ့လက်ဆောင်ထည့်ပေးပါမယ်ဗျ